မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့တန်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ရဲ့ပရိပက္ခမှာပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC ဝင်မပါဖို့အတွက်တရုတ်ဘက်ကသတိပေးခဲ့တယ်လို့ FPNCC သတင်းမြစ်ကပြောပါတယ်။ TNLA နဲ့ MNDAA က FPNCC အဖွဲ့ဝင်တွေဖြစ်တာကြောင့်နှစ်ဖက်တင်းမာမှုတွေရှိနေကြတဲ့ကပြည်လည်မှုရဖို့အတွက်ကြားဝင်ဖြည့်ရှင်းပေးဖို့TNLA ဘက်ကစာနယ်ရောလူပုဂ္ဂိုလ်အရာပါအကြိမ်ကြိမ်တောင်းဆိုမှုတွေရှိခဲ့တယ်လို့ပြောပါတယ်။ဒါပေမဲ့တရုတ်ကဒီကိစ္စမှာ FPNCC ဝင်မပါဖို့ပြောခဲ့ပြီးတရုတ်ကိုယ်တိုင်ကင်တွယ်ဖြေရှင်းမယ်လို့အစောပိုင်းကတည်းကသတိပေးခဲ့တယ်လို့ပြောပါတယ်။ဒါကြောင့် FPNCC အနေနဲ့ဂျောင်းဝင်ဖြေရှင်းပေးတာမဆောင်ရွက်နိုင်ခဲ့ပဲပရိပက္ခကနေတိုက်ပွဲအသွင်အထိကူပြောင်းခဲ့တယ်လို့ဆိုပါတယ်။ MNDAA ကကုတ်ခိုင်မြို့ကိုဝင်မတိုက်ခင်အစောပိုင်းမှာလဲTNLA ဟာ FPNCC အဖွဲ့ဝင်တွေကိုသာမကတရုတ်နိုင်ငံအနေနဲ့ဒီပရိပက္ခကိုဂျောင်းဝင်ဖြန့်ပြေးပေးဖို့အတွက်စာပို့တောင်းဆိုတာတွေရှိခဲ့ပေမဲ့လည်းပြစ်မလာခဲ့ဘူးလို့သိရပါတယ်။ MNDAA ကတော့မတ်လ14ရက်နေ့မှာကုတ်ခိုင်မြို့ကိုဝင်တိုက်ခိုက်ခဲ့ပြီးတော့မတ်လ15ရက်နေ့မွန်းလွဲပိုင်းမှာတော့သိမ်းပိုက်နိုင်ခဲ့ပါတယ်။အဲဒီနောက်လာရှိုးမူဆယ်လမ်းမကြီးတစ်လျှောက်ကို MNDAA ကထိန်းချုပ်လိုက်ပါတယ်။ကုတ်ခိုင်မြို့သိမ်းပြီးနောက်တစ်နေ့မတ်လ16ရက်နေ့မှာတော့MNDAA နဲ့အာဏာသိမ်းစစ်တပ်တို့ကလာရှိုးမြို့ပေါ်ကစစ်နကောင်ဟိုတယ်မှာတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနိုင်ပိုင်းကြာမှာပဲတရုတ်မြန်မာနှစ်နိုင်ငံအဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့မူဆယ်မန္တလေးပြည်တော်စုလမ်းမကြီးကိုဖွင့်လိုက်ပါတယ်။ MNDAA ကကုတ်ခိုင်မြို့ကိုမတိုက်ခိုက်မီတရက်အလိုမတ်လ23ရက်နေ့မှာတရုတ်နိုင်ငံရဲ့အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီကျွင်းဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကနေပြည်တော်ကိုရောက်ရှိလာပြီးစစ်ကော်မရှင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေနဲ့တွေ့ဆုံခဲ့တယ်လို့စစ်ကော်မရှင်ကသတင်းထုတ်ပြန်ထားပါတယ်။ဒီတွေ့ဆုံမှုမှာနယ်စပ်ဒေသတည်ငြိမ်ရေးပူးပေါင်းဆောင်ရွက်မဲ့အခြေအနေတွေကိုအဓိကထားဆွေးနွေးခဲ့တယ်လို့လည်းစစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။မတ်လ19ရက်နေ့မှာတော့ TNLA နဲ့ MNDAA တို့လောက်ကိုင်မြို့မှာနှစ်ဖက်တပ်တာဝန်ရှိသူတွေတွေ့ဆုံဆွေးနွေးနေကြတယ်လို့သိရပါတယ်။တရုတ်ဆိုရရဲ့ရွှေလီမြို့လုံခြုံရေးကော်မတီက2024ခုနှစ်အတွင်းမှာ TNLA ကိုအာဏာသိမ်းစစ်တပ်နဲ့အပြစ်ရဖို့ဖိအားပေးခဲ့ချိန်မှာတရုတ်တီကြောက်ရွံ့ကျိုးနွံနဲ့စုံမသွန်တဲ့နီလန်တွေကိုပုံမအသုံးပြုမှာဖြစ်ပြီးဖြစ်ပေါ်လာမဲ့အကျိုးဆက်အလုံးကိုတင်းတို့ကိုယ်တိုင်တာဝန်ယူရမယ်ဆိုတဲ့စာသားပါတဲ့စာတစောင်ကို TNLA ထံကိုပေးပို့ခဲ့ပူပါတယ်။ TNLA ကိုကုတ်ခိုင်ကနေတိုက်ထုတ်ခဲ့တဲ့ MNDAA ဟာတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပေါ်မှာရှိတဲ့ KIA ရဲ့အကောက်ခွန်ဂိတ်3ဂိတ်ကိုလည်းဖယ်ရှားပေးဖို့ဖိအားပေးနေတယ်လို့ KIA ရဲ့မြေပြင်စစ်ရေးသတင်းမြစ်တွေဘက်ကပြောပါတယ်။ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူဗိုလ်မှူးကြီးနော်ဘူကတော့ဘိုးကိုတရားဝင်အကြောင်းကြားမှုမရှိသေးဘူးလို့ပြောပါတယ်။တစ်ဖက်မှာလည်း KIA ဘက်ကတော့နံပါတ်ကမှနေထိုင်နေကြတဲ့ပြည်သူတွေအနေနဲ့ည8နာရီနောက်ပိုင်းအပြင်လုံးဝမထွက်ဖို့နဲ့နေမှာကရုတ်ကျင်းတွေတူထားကြဖို့အတွက်မတ်လ16ရက်နေ့ကသတိပေးစာထုတ်ပြန်ထားပါတယ်။ဒီပြည်အောင်စုလမ်းမကတရုတ်နိုင်ငံကုန်းတွင်းပိတ်ဒေသယူနန်ပြည်နယ်အတွက်အရေးပါတဲ့ထွက်ပေါက်ဖြစ်တယ်လို့မြန်မာမဟာဗျူဟာနဲ့မူဝါဒလေ့လာရေး Institute ISP မြန်မာရဲ့အချက်လက်တွေအရ2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုမတိုင်မီအထိတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်အလုံးကနေတစ်နှစ်ကိုပြန်မြအမေရိကန်ဒေါ်လာ9ဘီလီယံကျော်ကုန်သွယ်မှုရှိနေပြီးဒါမြန်မာနယ်စပ်ကုန်သွယ်မှုအလုံးရဲ့55%ကျော်ရှိတာဖြစ်ပါတယ်။ဒါပေမဲ့10-20စစ်စေးရင်နောက်ပိုင်းမှာတော့ဒီနယ်စပ်ကုန်သွယ်ရေးတွေကရပ်ဆိုင်းမှုနှီးပါအထိဖြစ်ခဲ့တာပါ။ FPNCC ကို2018ခုနှစ်ပန်ခမ်းညီလာခံမှာဖွဲ့စည်းခဲ့တာဖြစ်ပြီးအစိုးရရဲ့နိုင်ငံရေးငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေကိုတစုတစည်းတဲ့သဘောထားနဲ့ဆွေးနွေးနိုင်မှုဖွဲ့စည်းခဲ့တာဖြစ်ပြီးစစ်ရေးအရာလည်းအင်အားတောင့်တင်းတဲ့အဖွဲ့တွေဖြစ်ကြပါတယ်။ FPNCC ကတရုတ်မြန်မာနယ်စပ်ကတိုင်းဒေသလက်နက်ကိုင်9ဖွဲ့နဲ့ဖွဲ့စည်းထားတာဖြစ်ပြီးဒီဖွဲ့မှာ TNLA နဲ့ MNDAA အပါအဝင်ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကချင်လူမျိုးရေးတပ်မတော် KIA ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA အဖွဲ့တွေလည်းပါဝင်ပါတယ်။ FPNCC ရဲ့လက်ရှိဥက္ကဋ္ဌကတော့ UWSA ဖြစ်ပါတယ်။